ဘလူတိုင်းအမျိုးအစားကတင့်ကိုကြီးစံတရားနေကားခွဲပေးနိုင်မလဲတစ်သားတိုင်းတွေကအရှင်အလွန်နေတဲ့အရာဝတ္ထုတွေကတော့တားဆီးပေးနိုင်ပေမဲ့တနက်နဲ့တွေ့ရင်တော့အစိစိတ်အမွားမှာကွဲထွက်သွားပြီးကြီးဖောက်ထွက်သွားနိုင်တာကြောင့်ဒါဟာကောင်းမွန်တဲ့ကာကွယ်မှုတစ်ခုတော့မဟုတ်ပါဘူးရဲတပ်ဖွဲ့တို့အခရီလစ်တိုင်တွေကိုတော့စူပူအောင်ကြွားမှုတွေနဲ့ရိုင်းနှက်မှုတွေကိုခူးခန့်ဖို့အကပဲဒီဇိုင်းထိုးထားတာဖြစ်ပြီးကြီးစံတန်းခန့်ဖို့လှုပ်ထားတာမဟုတ်ပါဘူးအထူးထုတ်လုပ်ထားတဲ့ကြီးကားအမျိုးအစားမဟုတ်ဘူးဆိုရင်ကြီးစံအများစုကဒီတိုင်းတွေကိုဖောက်ထွက်သွားနိုင်ပါတယ်။တမနီတိုင်တွေကလည်းတင့်ကိုဘေးကင်းအောင်မကာကွယ်ပေးနိုင်ပါဘူး။သူတို့ကမာကြောတယ်ဆိုပေမဲ့ထိမှန်တဲ့အခါချွင်းဝင်သွားတဲ့ပြီးပုံပြတ်သွားတာဒါမှမဟုတ်အန်ဒီရရှိတဲ့ကြီးစံအစာအနွယ်တွေကိုပြင်းကန်းထည့်စေတာမျိုးဖြစ်နိုင်လို့ပါ။အစင်းလေးကြီးကားတိုင်းတွေကတော့စွမ်းအားဖြင့် rifle ကြီးတွေနဲ့တချို့တော့တန်ကြပ်ကာဖောက်ကြီးတွေကိုပါတားဆီးနိုင်ဖို့ဒီဇိုင်းထုတ်ထားတာဖြစ်လို့ဒါကတကယ်ကိုအစင်းမြင့်တဲ့ကာကွယ်မှုကိုပေးနိုင်ပါလေ။ Captain America ရဲ့တိုင်းလာတော့ Vibranium တတူနဲ့ပြုလုပ်ထားတာဖြစ်ပြီးကြီးစံတွေကိုဘာပြဿနာမှမရှိပဲအေးဆေးလေးတားဆီးပေးနိုင်တာပဲဖြစ်ပါလေ